ငဲအေးဤစင်ကြီးညံနှင့်သူကြီးတို့ရွာလုံးကျွတ်ဆေးပြုတ်တောက်ကြရပုံအခန်းရွာဤအမွှေစိန်ငဲအေးနှင့်သူကြီးဤစင်ဖြူတော်ကြီးမကွေးကုန်းရွာဆိုတာရွာနာကကဆုံခင်းတွေတမာပင်တွေနဲ့နာမည်ကြီးလာတဲ့ကျေးရွာကြီးတစ်ရွာပါဒါပေမဲ့အဲ့ဒီရွာမှာငဲအေးဆိုတဲ့ကောင်လေးတစ်ယောက်ရှိနေတဲ့၍တော့ရွာထဲမှာအေးချမ်းတယ်လို့မရှိပါဘူးငဲအေးဆိုတာဘာအလုံးမမလုပ်ပဲရွာထဲမှာအကြံဖန်လုပ်စကားကိုအလွဲလွဲအမှားမှားရှွတ်နောက်ပြောပြီးဝိုင်းရေးဖြည့်ရှင်းနေသူပေါ့ရွာသူကြီးဦးစိန်ဘက်မှာတော့အလွန်တရာအဖိုးတန်တယ်ဆိုပြီးဂုံယူနေတဲ့စင်ဖြူရုပ်တုကြီးတရုပ်ရှိပါတယ်သူကြီးကသူ့စင်ရုပ်ကြီးကိုရွာထဲကလူတိုင်းမြင်အောင်အိမ်ရှိမှာတင်ထားပြီးအမြဲတမ်းကြွားနေတတ်တာပါတနေ့မှာသူကြီးဦးစိန်ဘက်ကရွာစရက်ပေါ်မှာစပွဲခုံချရွာသားတွေကိုမိတ်ကွန်းချွေနေတာပေါ့ကြည်ကြဆန်းရွာသားတို့ငါရဲ့စင်ဖြူရုပ်ကြီးဟာမြို့ပေါ်ကဘိတုကကြီးစီကနေဝယ်လာတာဒီစင်ရုပ်ကြီးကလေးလိုမြန်တာဘယ်သူမှလိုက်မမီဘူးငဲအေးကဇရက်အောက်ကနေစေးတံတောက်ရင်းလှမ်းပြောလိုက်ပါတယ်သူကြီးရဲ့စင်ရုပ်ကြီးကမနေ့ကညကပဲကျုပ်အိမ်ရှိကတမာပင်ပေါ်တက်ပြီးကျုပ်နှက်စင်ဖြစ်ပြီးဆိုပြီးရွာပြင်ကတောအုပ်ဘက်ကိုပြန်ထွက်သွားတာဗျသူကြီးမယုံရင်အိမ်ရှိသွားကြည့်လိုက်အဲ့ဒါစင်သူကြီးကြံခဲ့တာသူကြီးကဒေါသတကြီးနဲ့အိမ်ရှိသွားကြည့်လိုက်တော့စင်ရုပ်ကြီးကရှိနေတော့မှာပဲသူကြီးကဟဲ့ကောင်ငဲအေးစင်ရုပ်ကြီးကအိမ်ရှိမှရှိနေတော့မယ်မဟုတ်လားမင်းငါ့ကိုလိန်တာမလားငဲအေးကမျက်နှာသေးလေးနဲ့ဟာသူကြီးကကျုပ်ကစင်အစ်စ်ကပြန်သွားတယ်လို့ပြောတာလေအခုကြံခဲ့တာကသူကြီးမသိအောင်တရေမကလာထားပေးသွားတဲ့ကြောက်စင်းတူစင်တူကြီးလေသူကြီးဦးစိန်ဘက်မှာစင်တူဆိုတဲ့စကားကြားလိုက်ရတော့ရင်ဘက်ကိုလက်နဲ့ဖိပြီးစင်ရုပ်ကြီးကိုတေချာပြန်ကြည့်ရပါတော့တယ်ရွာသားတွေလည်းတဟားဟားနှက်အောင်ရေကြတော့တာပေါ့အခန်းနှစ်ဒုတိယအလွယ်ရွာလုံးကျွတ်ဆေးကူပွဲကြီးနဲ့ငကားမလေးသူကြီးဦးစိန်ဘက်ကငအေးကိုမကျေနပ်တာနဲ့ရွာထဲကဆရာမဆိုတဲ့ဘိန်းတော်ဆရာကြီးနဲ့ပေါင်းပြီးငအေးကိုအယူလုပ်ဖို့ကြံပါတော့တယ်ဆရာမကရွာစရက်ပေါ်မှာဆေးအိုးကြီးတစ်လုံးတင်ထားပြီးရွာသားတို့ငါမှာဘာယောဂမဆိုပျောက်တဲ့ဧကရီတန့်စင်ဆေးရှိတယ်ဒီဆေးကိုတစ်ခွက်တောက်ရင်ဘာယောဂမှမဖြစ်တော့ဘူးဒါပေမဲ့ဆေးတောက်ခကရွှေတပဲပေးရမယ်ရွာသားတွေမယုံမရဲဖြစ်နေချိန်မှာငတ်အေးကရှေ့ကိုထွက်လာပါတယ်ဆရာကြီးကျုပ်မှာတော့ရွှေမရှိဘူးဒါပေမဲ့ကျုပ်မှာဝမ်ဘိုက်ထဲကငကားမလေးရှိတယ်အဲ့ဒီငကားမလေးကဆရာကြီးရဲ့ဆေးနှမ်းရရင်ဝမ်ဘိုက်ထဲကနေအပြင်ကိုထွက်ပြီးဆရာကြီးရဲ့နရွက်ကိုကိုက်လိုက်မယ်ဆရာမြကမယုံပဲဟေ့ကောင်ဘိုက်ထဲမှာငကားမရှိပါဘူးမင်းလိန်နေတာငဲအေးကဘိုက်ကိုကင်ပြီးအော်ဟစ်လိုက်ပါတယ်အာအမေထွက်လာပြီဆရာကြီးဆေးအနှံကြောင့်ငကားမလေးထွက်လာပြီဆရာကြီးနရွက်ကိုပုံထားငကားမလေးကအနှံ့ရတဲ့နရွက်ကိုတွင်းမှတ်ပြီးဝင်ပုံးတက်တယ်ဘိန်းတော်ဆရာကြီးဆရာမရောသူကြီးပါလန့်သွားပြီးနရွက်နှစ်ဖက်လုံးကိုလက်နဲ့အုပ်ထားလိုက်ကြတာပေါ့ငအေးကဆရာမရဲ့ဆေးဦးတွေကဆေးရည်တွေကိုခွက်နဲ့ခတ်တောက်လိုက်ပြီးအာအခုမှပဲငကားမလေးငြိမ်သွားတော့တယ်ဆရာကြီးရောဆေးကတော့အတော်တောက်လို့ကောင်းတာပဲငကားမလေးငြိမ်သွားအောင်မနှက်ဖြန်လဲတစ်ခွက်လာတောက်ဦးမယ်နော်ရွာသားများမှာငအေးကြီးအကွက်ဆန်းကြောင့်ဝလုံးကွဲမတက်ရေမောကြပြီးဆရာများမှာဆေးဖိုးလဲမရနိုင်ရွက်လဲအုပ်ထားရလျက်နဲ့ကြံခဲ့ရပါတော့တယ်အခန်း3တတိယအလွယ်ညောင်မင်းကြီးအောက်ကဝတ်သားဟင်းအလှတညမှာတော့သူကြီးဦးစိန်ဘက်ဟာရွာဆောင်နှက်ကိန်းဝတ်တယ်ဆိုတဲ့ရွာပြင်ကညောင်မင်းကြီးအောက်မှာနှက်တင်ဖို့အတွက်ဝတ်သားဟင်းအိုးကြီးနဲ့အကင်တွေကိုတွားတင်ပါတယ်ငဲအေးကဒါကိုကြိုတိထားတော့ညောင်မင်းကြီးနောက်ကနေပုံနေလိုက်တာပေါ့သူကြီးကဥချပြီးအရှင်နတ်မင်းကြီးရွာသူရွာသားများအေးချမ်းပါစေမကောင်းတဲ့ငအေးကိုလည်းရွာကနေမောင်းထုတ်ပေးပါအရှင်နတ်မင်းအဲ့ဒီအချိန်မှာငအေးကတစ်ပင်နောက်ကနေအတန်အော်ကြီးနဲ့သူကြီးဦးစိန်ဘက်ငါရွာဆောင်နှက်မင်းပဲနေ့ရဲ့တောင်းစုကိုငါကြားတယ်ဒါပေမဲ့နင်းတင်ထားတဲ့ဝတ်သားဟင်းကအယိုးတွေများလုံးနဲ့ငါမှနှက်ဖြစ်နေပေမဲ့တော့မကောင်းဘူးငါအတွက်အသားကြီးပဲရွေးပြီးလက်နဲ့ခွန်ကျွေးစမ်းသူကြီးမှာကြောက်လန့်တကြားနဲ့ဝတ်သားဟင်းတွေကအသားတွေကိုရွေးပြီးတစ်ပင်ခွာကြတဲ့ကိုလှမ်းခွန်ပေးရတော့တာပေါ့ငါအေးလဲတစ်ပင်နောက်ကနေပါဆက်ဟပြီးဝတ်သားဟင်းတွေကိုအဝစားလိုက်ပါတယ်အဝစားပြီးတဲ့အခါငအေးကအတန်ပြောင်းပြီးအေးငါနတ်မင်းအတော်ပိုက်ဝသွားပြီးဒါနဲ့သူကြီးနေမနှက်ဖြန်ကြရင်ငအေးကိုရွှေတင်ကားတစ်ဆက်ပြားသွားပေးလိုက်ပါမဟုတ်ရင်ငါနတ်မင်းနေအိမ်ပေါ်ဆင်းပြီးညတိုင်းဝတ်သားဟင်းလာတောင်းစားမယ်သူကြီးဦးစိန်ဘက်မှာမှန်ပါ
မှန်ပါအရှင်နတ်မင်းဆိုပြီးတုံတုံရင်ရင်နဲ့အိမ်ကိုပြန်ပြေးရပါတော့တယ်အခန်း၄စကားစစ်ထိုးပွဲနှင့်အမှန်တရားပေါ်ပေါက်ခြင်းနောက်တနေ့မနက်မှာသူကြီးဦးစိန်ဘက်ဟာငအေးအိမ်ကိုရွှေတင်ကတစ်ဆက်ပြားသွားပေးပါတယ်ဒါပေမဲ့ငအေးအိမ်ရှိရောက်တော့ငအေးကသူ့တငယ်ချင်းတွေကိုဝက်သားဟင်းနဲ့ကျွေးမွေးပြီးမနေ့ညကသူကြီးခွန့်ကျွေးတဲ့ဝက်သားဟင်းကတော့အတော်အရသာရှိတာပဲကွာဆိုပြီးပြောနေတာကိုသူကြီးကြားသွားပါတော့တယ်သူကြီးဒေါသထွက်လွန်းလို့ရွှေတင်ကားတွေကိုပြန်သိမ်းပြီးမင်းငအေးနဲ့မင်းဟန်ဆောင်ပြီးငါ့ကိုဝက်သားဟင်းခွန့်ကျွေးခိုင်းတာမင်းပေါ့ငအေးကပြုံးစီစီနဲ့ပြန်ပြောတယ်သူကြီးရကျုပ်ကနတ်မင်းမဟုတ်ပါဘူးဒါပေမဲ့သူကြီးမင်းညကနတ်မင်းစီမှာဆူတောင်းလုံးကငအေးကိုရွာကမောင်းထုတ်ခိုင်းတာမို့လို့နတ်မင်းကကျုပ်ကိုခွန်အားပေးလိုက်တာပါသူကြီးဝက်သားဟင်းခွန့်ကျွေးလို့ကျုပ်မှာအခုထိဘိုက်ဝနေတော့မဲရွာသားတွေပါရောက်လာပြီးကိစ္စအဝဝကိုတီးသွားတဲ့အခါရွာသူကြီးရောဘိန်းတော်ဆရာရောငအေးရဲ့အကွက်တွေကိုဘလို့မှမရှင်နိုင်ကြောင်းလက်ခံလိုက်ရပါတော့တယ်သူကြီးဦးစိန်ဘက်လည်းနောက်ဆုံးမှာငအေးကိုရွာကမောင်းမထုတ်တော့ပဲရွာထဲမှာအပျော်ပါဟာသားများပြောဆိုရင်ငြိမ်းချမ်းစွာဆက်လက်နေထိုင်သွားကြပါတော့တယ်